zoe kan zoe sare pin nyamaga chin lo jo khore mizau ka pwe lo khore အဲ့ဒါတွေအားလုံးကကျွန်တော်ရဲ့ဇုံလူမျိုးတွေဖြစ်တယ်အဲ့ဒါတို့ကျွန်တော်ဇုံချင်းလို့ကျွန်တော်ရေးတာကဇုံနဲ့ချင်းကတူတူပဲအဲ့ဒါကိုကိုရတာပဲရှိတယ်အဲ့ဒီတို့ကျွန်တော်ဇုံချင်းလူမျိုးတယောက်ဖြစ်ရတာကွန်ပျူတာနဲ့လို့ကျွန်တော်ပြောချင်တာဖြစ်တယ်ပြီးရင်ကျွန်တော်ညီလေးကချင်ကအားပေးတော့တာပြီးရင်ကျွန်တော်ဇုံခေါင်းဆောင်တယောက်ဇုံချင်းခေါင်းဆောင်တယောက်ကအင်စာပေးတော့တယ်ပြီးကျွန်တော်လည်းအင်စာထပ်ပေးရမလို့တင်ခန်းစာပေးရမလို့ဖြစ်နေတယ်ဘာပဲဖြစ်ဖြစ်ဒီအရာတွေကကျွန်တော်ချင်းလုံဇုံချင်းလူမျိုးတွေတော့ကောင်းတဲ့အရာဖြစ်တယ်ဆိုတာပြောချင်တယ်ကျွန်တော်ချင်းလူမျိုးဇုံချင်းလူမျိုးတွေဟာကျွန်တော်အရင်တော့ကျွန်တော်ပြောထားသလိုကျွန်တော်လူမျိုးကိုွေးပြကြတယ်မြို့နယ်စုကိုွေးပြတယ်ယုံကြည်ချက်တွေကိုွေးပြတယ်ပြီးအယူအဆတွေလည်းကိုွေးပြကြတယ်ပြီးရိုးရာဓလေ့တွေလည်းကျွန်တော်ကိုွေးပြကြတယ်ဒါပေမဲ့ကျွန်တော်ဒီလူမျိုးကိုွေးပြတော့လေးပဲရုပ်ရည်လည်းကိုွေးပြကြတယ်ပူတဲ့သူရှိတယ်လို့ချောတဲ့သူရှိတယ်ခြေတဲ့သူရှိတယ်မြင်းတဲ့သူရှိတယ်ကျွန်တော်မတူကိုွေးပြတဲ့နေရာကနေကျွန်တော်အားလုံးကကျွန်တော်ဇုံချင်းလူမျိုးတစုထဲမှာကျွန်တော်မြို့နယ်စုတစုချင်းလူမျိုးထဲမှာကျွန်တော်ပါဝင်တာဖြစ်တယ်ကျွန်တော်ချင်းလို့ပြောတဲ့ခါမှာလည်းနားလည်ပြကြပါခုဖိတ်ခေါ်ချင်ပါတယ်ပြီးရင်ကျွန်တော်ဒီဇာလန်133ထဲမှာကျွန်တော်ညီအကူချင်းပေါင်းပေါ်တဲ့အရာမှာအလွန်ကောင်းတယ်တဲ့ကြားစာမှာပြောတယ်ပြီးရင်အာရုံခေါင်းကနေဘိသိက်ခံရတဲ့ဘိသိက်ပေးတဲ့စီရဲ့အညီရနံ့တဲ့တော့ငွေတယ်လို့ပြောချင်တာဖြစ်တယ်ပြီးရင်ဒီလိုမျိုးစီးလုံးတဲ့နေရာမှာကျွန်တော်စီးလုံးနဲ့နေတဲ့အခါမှာဇီးအောင်တောင်ကနေကြားတဲ့ဇီးအောင်တောင်ပေါ်မှာကြားတဲ့နင်းကြီးတော့ဖြူခွေးတွေတန့်ရှင်းတယ်လို့ပြောချင်တာဖြစ်တယ်အဲ့ဒီအရာတွေကကျွန်တော်ဘေးအဘေးချင်းမှာဖြစ်မလဲဆိုရင်တော့ကျွန်တော်ဇုံချင်းလူမျိုးကျွန်တော်မြန်မာချင်းလူမျိုးတွေအားလုံးကကျွန်တော်စီးလုံးတဲ့ခါမှာကျွန်တော်ဘာဖြစ်လဲကျွန်တော်ကောင်းကြီးခံစားရတာဖြစ်တယ်ပြီးရင်ကျွန်တော်ဇုံချင်းလူမျိုးတွေအားလုံးကကျွန်တော်စီးလုံးတဲ့ခါမှာကျွန်တော်အားရှိတာဖြစ်တယ်အားရှိတာဖြစ်တယ်ကျွန်တော်အားတော့တင်းတာဖြစ်တယ်ပြီးရင်ကျွန်တော်စီးလုံးတဲ့ခါမှာကျွန်တော်ရန်သူကိုနိုင်တာဖြစ်တယ်တယောက်နဲ့တယောက်မကွေးပြားနေဆိုရင်တော့ကျွန်တော်နိုင်မှာမဟုတ်ဘူးကျွန်တော်အားလုံးကကျွန်တော် uniformity ကျွန်တော်တစ်ဆက်တည်းမှာတစ်ချန်တည်းမှာရှိနိုင်မှာမဟုတ်ဘူးဒါပေမဲ့မတူကွေးပြားတဲ့နေရာကနေမတူကွေးပြားတဲ့အယူအဆမတူကွေးပြားတဲ့အမြင်တွေမတူကွေးပြားတဲ့ကျွန်တော်နေရာဒေသမတူကွေးပြားတဲ့အကြံအစီကနေကျွန်တော်စီးလုံးနဲ့ကျွန်တော်နေတော့တဲ့ခါကျရင်ဒီအရာကစီးလုံးချင်းအရာတာကငွေနဲ့ပြီးရင်တက်ရှင်းတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ချင်းလူမျိုးတွေဇုံချင်းလူမျိုးတွေကကျွန်တော်မတူကွေးပြားတဲ့အရာအားလုံးတွေကနေကျွန်တော်စီးလုံးတဝတ်တဲ့ကျွန်တော်နေထိုင်နိုင်မယ်ဆိုရင်ကျွန်တော်ရန်သူကိုနိုင်မှာဖြစ်တယ်ပြီးရင်ကျွန်တော်ဇုံချင်းလူမျိုးတွေအားကိုးရမယ့်အရာကကျွန်တော်အင်အားမဟုတ်ဘူးကျွန်တော်ခွန်အားမဟုတ်ဘူးပညာမဟုတ်ဘူးကျွန်တော်ကြီးပွားချမ်းသာရေးငွေကြီးဘာတာမဟုတ်ဘူးကျွန်တော်အားကိုးရမယ့်အရာကဘာလဲဆိုတော့ဘုရားပဲဖြစ်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အမေရိကန်နိုင်ငံကြီးကတော့တကဘာလုံးကိုအောက်ချုပ်တဲ့နိုင်ငံကတော့ in God we trust ဘုရားကိုကျွန်တော်အားကိုးတယ်လို့ပြောတာဖြစ်တယ်ကျွန်တော်ဇုံချင်းလူမျိုးတွေကတော့ကျွန်တော်ဘုရားကလွှဲလို့ပါအားကိုးရှာရှိတယ်ကျွန်တော်စီးလုံးနဲ့နေနိုင်မှာကျွန်တော်ရန်သူကိုနိုင်မှာဖြစ်တယ်ကျွန်တော်ချင်းပြည်နေဇုံချင်းပြည်နေကျွန်တော်ပြည်နေကျွန်တော်တိုင်းပြည်ပြန်ပြီးအနိုင်ရမှာဖြစ်တယ်ငြိမ်းချမ်းမှာဖြစ်တယ်စီးလုံးနဲ့ဆက်လက်တော့ကြပါလို့ပြောတဲ့အတွက်ညီကုံချောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်လို့လူလမောင်မမရဲ့สังกัมปาเสียสีองกฐาเสียปอลตุงาลุงดำมาบางไม้เปียดึงอมโลหินันเลอิงไงนาเดียวขัดโตตัวนี้นางเป็นนาหางินลุงดำมาเกาสัวบ้าคุณแม่คนไหนจะสุดเป็นมาเลยคุณเป็นนาโตปาโตยมาเย่